ဒီနေ့မှာတော့ကျွန်တော်ချေရတဲ့ပရိသတ်တွေကိုကျွန်တော်လက်ရှိဖတ်ဖြစ်နေတဲ့စာအုပ်တွေနဲ့ကျွန်တော်စီမှာရှိနေတဲ့စာအုပ်တွေကိုမိတ်ဆက်ပေးမှာဖြစ်ပါတယ်။ဒါကတော့ကျွန်တော်ရဲ့လက်ရှိဖတ်ဖြစ်နေတဲ့စာအုပ်တွေပဲဖြစ်ပါတယ်။ဒီထဲမှာကျွန်တော်တအုပ်ချင်းစီကိုချေရတဲ့ပရိသတ်တွေကိုကျွန်တော်မိတ်ဆက်ပေးမှာဖြစ်ပါတယ်။ဒါကတော့ဆရာလေတွင်းသားစောချစ်စာအုပ်ရဲ့ပြားရည်နုံအိုင်လေးထဲမှာဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်။ဒါလည်းဆရာလေတွင်းသားစောချစ်ရဲ့ရွှေမြင့်မို့ပြိုမာဆိုးတယ်ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်။ဒါကတော့ကျွန်တော်ပကံသွားတော့တာကျွန်တော်ပတ်မြိုင်လေဥယျာဉ်မူရုပ်ရှင်စကားကြီးသွားရိုက်တော့တာကျွန်တော်ပကံဇီဒီပထိုးများဆိုတဲ့ခရီးသွားလမ်းညွှန်စာအုပ်လေးကိုဖတ်ပြီးတော့ကျွန်တော်ဖျားတွေလည်းရှောက်ဖို့ဖြစ်ခဲ့ပါတယ်။ဒါကတော့ကျွန်တော်မှတ်ရဒါကျွန်တော်ရဲ့ဒီပေါ့နော်မနေ့ကဖြစ်တည်ကျွန်တော်တို့ရုပ်တံဆက်လန်တွေရိုက်နေတဲ့အချိန်မှာဆီယာမမေခိုင်လက်ဆောင်ပေးရတဲ့မိုးသိန်းညာဆိုတဲ့ဝိထုလေးပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်ရဲ့သိက္ခာစားချက်တွေကိုကျွန်တော်အမြဲတမ်းဒီအာဟာရဖြစ်အောင်ဖတ်ဖြစ်တဲ့ဒါသားထွေးရဲ့ဒီအကောင်းမြင်စိတ်ထားဆိုတဲ့ဒီ positive vibe ဆိုတဲ့ဒီစာအုပ်လေးလေးဖြစ်ပါတယ်ဒါကတော့ဆရာအောင်သိန်းရဲ့ပေးသူနဲ့ယူသူဆိုတဲ့ဒီစာအုပ်လေးပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့တွေအတွက်အရန်ကိုအရေးကြီးပါတယ်စိတ်ကိုအနာပေးခြင်းဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ဒီစာအုပ်လေးကစိတ်အာဟာရနဲ့ပတ်သက်တဲ့ဒီပေါ့နော်ဖြည့်ဆည်းပေးတာဖြစ်တဲ့ကြောင့်လူတိုင်းလည်းဖတ်သင့်တယ်လို့ကျွန်တော်မြင်မိပါတယ်နောက်ထပ်တစ်အုပ်ကကြတော့ဒီကျွန်တော်တို့ရဲ့ဘဝတွေမှာကျွန်တော်တို့လက်ရှိနေတဲ့ဘဝတွေမှာကျွန်တော်တို့ကျေနပ်စွာနေထိုင်မှုအတွက်လည်းအရေးကြီးပါတယ်အဲ့အတွက်သားထွေးရဲ့ဒါပေါ့နော်ကျေနပ်စွာနေထိုင်ပြီးဆိုတဲ့စာအုပ်လေးကလည်းကျွန်တော်တို့မရှိမဖြစ်ပါဒါကတော့ဆရာသိန်းလူရဲ့နူးညံ့စိတ်ထားနှလုံးသားဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ဒီစာအုပ်လေးလည်းရမ်းကောင်းပါတယ်ဒီစာအုပ်လေးကကြတော့ဒီဆရာသိန်းလူရဲ့နားဆွင့်ကြားဟန်ရင်ခုန်တန်းဆိုတဲ့ဒီစာအုပ်လေးပဲဖြစ်ပါတယ်ဒါတော့ဆရာမိုးရန်ရဲ့ဒါလွမ်းခဲ့ဘူးတလူလူဆိုတဲ့ဒါမဂ္ဂဇင်းဝတ္ထုစာအုပ်လေးပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဒီမြမယဉ်ကျေးမှုမြမဒလိမြမရှုခင်းစာအုပ်လေးဖြစ်ပါတယ်ကျွန်တော်လည်းအမြဲတမ်းဖတ်ဖြစ်ပါတယ်ဒါကတော့ကျွန်တော်အကြိုက်ဆုံးစာအုပ်ထဲကတအုပ်ပါဗောနော်ကျွန်တော်အခါအခွင့်ကြုံတဲ့အခါကြလို့ရှိရင်တော့ကျွန်တော်ရုပ်ရှင်ဇာတ်ကားကြီးအဖြစ်ကိုရိုက်ချင်တဲ့ဇာတ်ကားဝတ္ထုတအုပ်ဖြစ်ပါတယ်ဆရာမနုနုရီအင်းဝါရဲ့ပြုံးရည်လေကြောခံတော်မူပါရဲ၍လေကြောခံတော်မူပါဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်အရန်လဲဖတ်လို့အရန်ကောင်းတယ်ဇာတ်ကားရုပ်ရှင်ဇာတ်ကားအဖြစ်နဲ့ပြန်လဲပုံဖော်လို့ရှိရင်လည်းအရန်ကိုတန်ဖိုးရှိတဲ့ဒီဝတ္ထုကောင်းလေးတစ်ခုဖြစ်ပါတယ်ဒါကတော့ကျွန်တော်ပေးဆက်သူဤရလက်ပေါ့နော်စွန့်လွတ်သူဤမဟာအောင်ပွဲဆိုတဲ့ဒါဝတ္ထုလေးဖြစ်ပါတယ်ဒါကတော့ဆရာမနုနုရီအင်းဝါရဲ့အိတ်နေရင်ညနိုးနေရင်နေဆိုတဲ့ဒါဝတ္ထုလေးပဲဖြစ်ပါတယ်ဒီစာအုပ်လေးလည်းအရန်ကိုကောင်းပါတယ်ခင်ဗျာဒါကတော့ဆရာခွန်ညိုသေးရဲ့နှစ်သမီးတောင်ပန်ဆိုတဲ့ဒါဝတ္ထုလေးစာအုပ်လေးပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာတော့ကျွန်တော်လက်ရှိဖတ်နေတဲ့ဒါစာအုပ်လေးတွေကိုချေရတဲ့ပရိသတ်တွေကိုဒါကျွန်တော်ပြောပြခြင်းပဲဖြစ်ပါတယ်နောက်ထပ်အစီအစဉ်တွေမှာဆိုရင်တော့ကျွန်တော်ဒီထဲကစာအုပ်တွေထဲကနေကျွန်တော်အရန်ကြိုက်ရတဲ့အချက်တွေကိုချေရတဲ့ပရိသတ်တွေကိုကျွန်တော်ဖတ်ပြပေးမှာဖြစ်ပါတယ်ဒီနေ့တော့ချေရတဲ့ပရိသတ်ကြီးအားလုံးလည်းကျွန်တော်နှုတ်ဆက်ပါတယ်မိုးရီလည်းရွာနေပြီဆိုတော့အားလုံးကြည့်စိုက်ကြပါခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်